ဦးအောင်စီရဒါခဏလိုကြားဘူးတာပဲဦးအောင်စီရကသူ့တက်တယ်လို့စိတ်တိုက်နေရတာနားရတဲ့ချိန်ကြီးဘူး တင်ပါဗျာ သို့တော့တနေ့ကိုဂုံတော်တစ်ထောင်ရအောင်စိတ်တယ် တင်ပါဗျာ သူကအဲ့လိုလုပ်လို့လား မလုံးနိုင်နေဘူး ဟိုကအလုံးမအားတဲ့ကြားတဲ့ကစိတ်တိုင်းနေရတဲ့ကြားတဲ့ကတနေ့ကိုဂုံတော်တစ်ထောင်ရအောင်ပွားတာတယ်ဗျဟင်တို့တွေကအဲ့လောက်ထိဟိုဘာပြောမလဲဆိုရင်တော့တို့စာလို့တော့တရားရဲ့သန္တာရဲ့ဝိရိယရဲ့သုံးမျိုး တင်ပါဗျာ တရားဆိုတာပါဠိတို့မြန်မာလိုယုံကြည်ချက်ဟင်ဒါလို့ရင်ဘယ်လောက်ထိအကျိုးရှိမယ်ဘယ်လိုကြီးဖြစ်မယ်ဆိုတာအဲ့ဒါယုံမှကို တင်ပါဗျာ ဒီတရားဒီဒုက္ခမှာလွတ်ဖို့ရာအစစ်မှန်ဒီတရားကပဲလို့ယုံအောင်မှာ တင်ပါဗျာ အယုံအားကြီးလို့ရှိရင်အထုတ်ခြင်းစိတ်ဆန္ဒကကြီးတာမှာအခုတို့ဆန္ဒမကြီးသေးတာဒီဘာဖြစ်လို့တော့အယုံနေသည်ဟင်အယုံကြီးရမှာ တင်ပါဗျာ အဲ့တော့ဦးအောင်စီရစိတ်တိုက်ရင်းနဲ့ဘုံတော်တစ်ထောင်ရအောင်လုပ်ထားဟဲ့ယုံကြည်ချက်အားကြီးရင်ဆန္ဒပြင်းထန်လာတာပဲ မှန်ပါ တို့ဆန္ဒမပြင်းထန်သေးတာလေမယုံအယုံနေသေးလို့ဟဲ့ဟင်အယုံနေသေးလို့